Hello ဘာကိစ္စရှိလို့လဲဟိုချစ်မဟုတ်ဘူးတွေ့အားရင်ကိုရိုခဏလောက်ဖြစ်ဖြစ်တွေ့လို့ရမလားယင်နောက်ဆုံးချိန်ပဲဖြစ်ဖြစ်တွေ့ရရင်ကျန်တတ်ပါပြီကျမအနေနဲ့တော့တွေ့စရာအကြောင်းမရှိတော့ပြင်မဲ့နောက်ဆုံးအနေနဲ့ဆိုရင်တော့ကျမခွင့်ပြုပါတယ်ဘယ်လိုလားမလဲကိုရိုအရင်ကတွေ့နေကြကော်ဖီဆိုင်ကိုလာခဲ့တော့တွေ့ရဲ့ကိုခုလုံနေတာမှားနေရင်တော့ကိုကတွေ့မဆုံးတော့နိုင်လို့တွေ့ကိုချစ်လို့ဆိုတော့တွေ့ကိုသိစေချင်တယ်ကိုပိုင်သူများစီရောက်သွားတာဟာဘလောက်နာကျင်ရလဲဆိုတော့လေတွေ့ကိုသိစေချင်တယ်တွေ့ရောက်ပြီလားလာထိုင်ပြောချင်တာတွေတခါရေးပြီးအောင်ပြောပါနောက်ဘယ်တော့မှမတွေ့ရမှာဖြစ်တယ်လို့ကျမမှလည်းအချိန်မရှိဘူးကိုနဲ့ချိန်နာရလေးရှိလို့လေတွေ့သူနဲ့အဆင်ပြေရဲ့လားသူကရောတွေ့ကိုကြည့်ဆိုင်ရဲ့လားကိုလောက်လေဟာကိုလင်းထွေရဲ့ကိုကရှင့်တဲ့အစပေါင်းများစွာတာတယ်လို့ရှင့်ထက်လည်းပိုကျူးဆိုင်တယ်ဒါကြောင့်လေသူ့ရွေးချယ်ပြတာပဲပြောရမလားအော်ကိုဖုန်းခေါ်တာပဲခဏနော်ကျမစကားတော့ပြောလိုက်အောင်မယ်ဆောင်းရကြားတော့တာကိုကတွဲရုံတတိယနေရဲ့တဲ့အဲ့ဟာတက်သွားရမယ်ကိုလင်းထုတ်ဒီနေ့ကစပြီးရှင်နဲ့ကျမနဲ့ဘယ်တော့ခါမှပြန်မတွေ့ကြရမှတစိမ့်တွေလို့နေကြပေါ့နော်ရပါတယ်တွေ့ရဲ့ပျော်နေနော်ဟုတ်ကဲ့ဒါဆိုကျမခွင့်ပြုပါအောင်နော်တွေ့ရဲ့ကိုကဘာတွေများမှားခဲ့လို့ဒစိမ့်တွေလိုနေကြရအောင်တဲ့အထိရက်ဆက်သွားရတာလေဒါပေမဲ့လွယ်ပါတယ်တွေ့ဘက်ကမတွေ့ချင်တဲ့ပြောတွေ့ရဲ့စိတ်ကကိုယ်စိတ်ရောက်လာပြီးတွေ့ကိုယ်တိုင်လာတွေ့ရမှာပဲတွေ့ကိုကတွေ့ထင်တယ်လို့လွယ်လွယ်လက်လျှော့တတ်တဲ့လူမဟုတ်ဘူးဆိုတာတွေ့မသိသေးပါဘူးခုတော့တွေ့ကိုယ်စီရောက်လာမယ့်ရက်ကိုအေးအေးဆေးဆောင်ရတော့မှာပဲ